stock ဈေးကွက်မှာရင်းနှီးမြှုပ်နှံတယ်လို့ပြောလိုက်ရင်တော်တော်များများကဈေးတက်မလားကျမလားဆိုပြီးတော့မှနေ့တိုင်းရင်တမမနဲ့ထိုင်ကြည့်နေရတဲ့လောင်းကစားဆန်ဆန်အလုပ်မျိုးလိုပဲမြင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာ risk ကြီးမားမယူပဲပြေးစရာကောင်းလောက်အောင်စနစ်ကျတဲ့နည်းလမ်းတွေနဲ့လစဉ်ပုံမှန် cash flow ရအောင်လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ share ဈေးတက်မှမြတ်မယ်ဆိုတဲ့ရိုး capital gain idea ကနေခွဲထွက်ပြီးတော့မှအာမခံကုမ္ပဏီကြီးတွေလိုမျိုး time decay အချိန်ကုန်တာကိုအသုံးချပြီးတော့မှလစဉ်ပုံမှန်ဝင်ငွေရှာနိုင်တဲ့ option selling နည်းဗျူဟာအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ငွေကြေးလွတ်လပ်ခွင့် financial independence ဆိုတာကိုနည်းနည်းပြောပြချင်ပါတယ်လူတော်တော်များများက financial independence ရပြီဆိုရင်အလုပ်ထွက်ပြီးအိမ်မှာဒီအတိုင်းအိတ်နေလို့ရပြီလို့မှထင်တတ်ကြပါတယ်တကယ်ကအဲ့လိုမဟုတ်ပါဘူးကျမတို့ဘဝမှာမမျှော်လင့်ထားတဲ့ကိစ္စတွေအမြဲပေါ်လာတတ်တယ်ရုတ်တရက်အလုပ်ပြုတ်သွားတာကိုယ်တိုင်ဒါမှမဟုတ်မိသားစုဝင်တယောက်ယောက်နေမကောင်းဖြစ်တာဒါမှမဟုတ်ကိုယ်ပိုင်စီးပွားရေးလေးပြောင်းလုပ်ချင်တာမျိုးတွေကြုံလာနိုင်ပါတယ်အဲ့ဒီလိုချိန်မှာခိုင်မာတဲ့ငွေကြေးအစီအစဉ်မရှိထားဘူးဆိုရင်တော်တော်လေးဒုက္ခရောက်နိုင်ပါတယ်ဒါကြောင့် financial independence ဆိုတာမတေချာမရေရာတဲ့ဘဝမှာကိုယ့်အတွက်နဲ့ကိုယ့်မိသားစုအတွက်ခိုင်မာတဲ့ safety net တစ်ခုတည်ဆောက်ထားတာကိုပြောတာပါအဲ့တော့ကိုယ့်မှာလုံလောက်တဲ့ passive income သာရှိနေမယ်ဆိုရင်ဘယ်အလုပ်ကိုမှအလုပ်ပြုတ်မှကြောက်ပြီးတော့မှစိတ်ဖိစီးမှုတွေနဲ့ဆက်လုပ်နေစရာမလိုတော့ဘူးဆုံးဖြတ်ချက်တွေကိုလည်းအေးအေးဆေးဆေးမှန်မှန်ကန်ကန်ချနိုင်သွားပါလိမ့်မယ်တာမန်ရင်းနှီးမြှုပ်နှံသူအများစုက stock share တစ်ခုကိုဝယ်ပြီးရင်ဈေးတက်လာမလားဆိုတဲ့မျှော်လင့်ချက်သက်နဲ့ထိုင်စောင့်တက်ကြပါတယ်။ဒါကိုဈေးကွက်မှာ capital gain လိုက်ရှာတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီနေ့ပြောမယ့် option selling လိုမျိုး income strategy ကတော့ဈေးကွက်အတက်အကျကိုခံမှန်းပြီးတော့မှထိုင်စောင့်မနေပါဘူး။ဈေးတက်သည်ဖြစ်စေကျသည်ဖြစ်စေငြိမ်နေသည်ဖြစ်စေချက်ချင်းလက်ငင်းရမယ် premium စာချုပ်ကြေးကိုအရင်ဦးဆုံးယူလိုက်တာပါ။မျောလင့်ချက်သက်နဲ့ထိုင်ဆောင်နေတာထက်တေချာမှုရှိတဲ့စနစ်တစ်ခုနဲ့ဝင်ငွေဖန်တီးတာကအများကြီးပိုခိုင်မာတယ်ဆိုတာကိုသဘောပေါက်မယ်ထင်ပါတယ် option selling ဆိုတာတကယ်တော့တိတ်ပြီးတော့မှစိတ်လှုပ်ရှားစရာမကောင်းတဲ့အလွန်ညှင်းငွေစရာကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပါဒါပေမဲ့တော်တော်များများက stock ဈေးကွက်တွေကိုကာစီနိုယုံလိုသဘောထားပြီးတော့မှချက်ချင်းချမ်းသာခြင်းနဲ့ quick money နောက်ကိုလိုက်မိတတ်ကြပါတယ်trader တွေအဓိကဆုံးရှုံးရတဲ့အကြောင်းရင်း၃ချက်ရှိပါတယ်။နံပါတ်1ကတော့စိတ်မရှိတာ။ရေရှည်အတွက်ကိုစနစ်တကျမလုပ်ဖ ೇನೆ အမြန်ချမ်းသာခြင်းနဲ့လောဘစောတိုက်မိသွားတာ။နံပါတ်2ကတော့ leverage အလွန်အကျွံသုံးတာ။အမျက်ကြီးလိုချင်တဲ့အတွက်ကြောင့်မို့လို့ကိုမနိုင်တဲ့ risk တွေကိုယူမိတာ။နံပါတ်3ကတော့စိတ်ခံစားချက်နောက်လိုက်တာ။ဈေးကွက်နည်းနည်းလှုပ်တာနဲ့လန့်သွားပြီးတော့မှကိုမလုပ်တဲ့နဲ့ဆုံးဖြတ်ချက်တွေချမိတာမျိုးပေါ့။တကယ် real world ဆိုတာစိတ်လှုပ်ရှားစရာကာစီနိုထဲမှာမဟုတ်ပဲစီကံတကြအလေးကျင့်တွေကနေပဲတည်ဆောက်ယူရတာပါ option စာချုပ်ရောင်းတယ်ဆိုတာနားလည်လွယ်အောင်လို့အိမ်ချမ်းမြေစရန်ငွေယူတဲ့ကိစ္စနဲ့ဥပမာပေးရှင်းပြထားတဲ့အမတယောက်ရဲ့ use case လေးကိုဒီနေရာမှာပြုသုံးချင်ပါတယ်ဥပမာလူတစ်ယောက်ကကိုယ့်အိမ်ကိုနောက်3လနေရင်တတ်မှတ်ဈေးတစ်ခုနဲ့လာဝယ်ပါမယ်ဆိုပြီးတော့မှပြန်အမ်းစရာမလိုတဲ့စရန်ငွေ premium လာပေးသွားတယ်ဆိုပါစို့3လပြည့်တဲ့အချိန်မှာအခြေအနေ3မျိုးဖြစ်နိုင်ပါတယ်။နံပါတ်1ကတော့ဈေးရမပြောင်းလဲပဲငြိမ်နေမယ်။အဲ့ဒီကြလို့ဝယ်သူကမဝယ်တော့ဘူးဆိုရင်အိမ်ကကိုယ့်လက်ထဲမှာပဲကြံနေတဲ့အပြင်စရန်ငွေကိုလည်းအလက်ကပြသွားပါတယ်။နံပါတ်2ကတော့ဈေးကျသွားတဲ့အခြေအနေပါ။ဝယ်သူကအဲ့အချိန်မှာလာမဝယ်တော့ပါဘူး။ဒါပေမဲ့အိမ်ကတော့ကိုယ့်စီမှာပဲဆက်ရှိနေပြီးတော့မှစရန်ငွေရလည်းကိုယ့်ရဲ့အပိုင်းဖြစ်သွားပါတယ်နံပါတ်3အခြေအနေကတော့ဈေးတက်သွားမယ်ဆိုရင်တော့သဘောတူထားတဲ့ဈေးနှုန်းအတိုင်းကိုအမြတ်နဲ့ရောင်းပေးလိုက်ရုံပါပဲအစကတည်းကရထားတဲ့စရန်ငွေကတော့ကိုယ့်အပိုင်အနေနဲ့ပဲဆက်ရှိနေပါပဲဒီသဘောတရားအတိုင်းပါပဲ option ရောင်းတဲ့သူကအခြေအနေ3မျိုးလုံးမှာအသာစီးရနေတာကိုတွေ့ရပါလိမ့်မယ်ဒါအပြင် option စာချုပ်တိုင်းမှာတက်တန်းကုန်ဆုံးမဲ့ရက်သတ်မှတ်ချက်ရှိပါတယ်ရက်တွေတဖြည်းဖြည်းကုန်လွန်လာတာနဲ့အမျှအဲ့ဒီစာချုပ်ရဲ့တန်ဖိုးကရေခဲတုံးအရေးပြောသလိုမျိုးတဖြည်းဖြည်းရောကျသွားပါတယ်။ဒါကိုဘန်နာရေးအခေါ်အဝေါ်အရ time decay ဒါမှမဟုတ်တီတာလို့ခေါ်ပါတယ်။ဝယ်တဲ့သူ option buyer ဟာအချိန်ကုန်တာနဲ့အမျှတန်ဖိုးတွေဆုံးရှုံးသွားပြီးတော့မှရောင်းတဲ့သူ option seller ဘက်ကတော့စိတ်ရှည်လက်ရှည်စောင့်နေရုံနဲ့အချိန်ကုန်လေးကိုယ့်အတွက်အမြတ်ကအလိုလျောက်ဖြစ်လာလိမ့်ပါပဲ။
ဒါကြောင့်နေတိုင်းဈေးအတက်အကျကိုစိတ်ပူနေတဲ့လောင်းကစားသမားလိုမျိုးမလုပ်ဘဲနဲ့အချိန်ကိုအသုံးချပြီးတော့မှပရီမီယံတွေကိုအေးအေးဆေးဆေးထိုင်သိမ်းနေတဲ့အာမခံကုမ္ပဏီတစ်ခုလိုမျိုးရပ်တည်ကြည့်ပါဒီတော့လစဉ်2%ကနေ9%အထိပုံမှန် cash flow ရအောင်ဘယ်လိုလုပ်မလဲဆိုရင်အဓိကနီလန်း2ခုဒီနေရာမှာမျှဝေပေးခြင်းပါတယ်နံပါတ်1ကတော့ cover call လို့ခေါ်ပါတယ်ဒါကတော့ကိုယ့်လက်ထဲမှာရှိပြီးသား share တွေကိုအိမ်ငှားချထားသလိုသဘောထားပြီးတော့မှပုံမှန် premium ဝင်ငွေထုတ်ယူတာပါနံပါတ်2ကတော့ cash secure portကိုဝယ်ခြင်းတဲ့ share ကိုဈေးသက်သာတဲ့အချိန်ရောက်မှဝယ်ဖို့အတွက်ကိုငွေကြေးအသင့်ပြင်ထားရင်းနဲ့အဲ့ဒီလိုစောင့်နေရတဲ့အချိန်အတွက်ပါပရီမီယံအခမဲ့ယူထားတာမျိုးပါတွက်ကြည့်ကြရအောင်ဥပမာအရင်အနည်းဒေါ်လာ4000ရှိတယ်ဆိုပါစို့တပတ်ကိုပြန်မြပရီမီယံ150ရမယ်ဆိုရင်လစဉ်ဝင်ငွေက 1.5% ဝန်းကျင်ရှိပြီးတော့မှတစ်နှစ်စာတွက်ကြည့်မယ်ဆိုလို့ရှိရင်เนาะ20% နီးပါးလောက်အခြေခံအမြတ်ရနေပါပြီဒီအခြေခံပမာဏကမှရလာတဲ့အမြတ်ငွေတွေကို compound interest လို့ခေါ်တဲ့အတိုးပေါ်အတိုးစဉ်အနေနဲ့ပြန်ပြီးတော့မှရင်းနှီးမြှုပ်နှံသွားမယ်ဆိုရင်လစဉ်2%ကနေ9%အထိခိုင်မာတဲ့ win rate နဲ့လက်တွေ့ကြဖန်တီးနိုင်သွားမှာပါအနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ financial independence ရဲ့ပိုင်းနိုင်ဆိုတာအလုံးမလုံးပဲနေဖို့မဟုတ်ပါဘူးဘဝအတွက်လွတ်လပ်မှုနဲ့ safety net တည်ဆောက်ဖို့ပါဈေးတက်မှမြတ်မဲ့အရင်းအနှီးနောက်လိုက်မဲ့အစား time decay ကိုအသုံးချပြီးတော့မှပုံမှန် cash flow ရအောင်လုပ်ပါလောင်းကစားသမားလိုမျိုးမလုပ်ဖဲနဲ့အာမခံကုမ္ပဏီလိုမျိုးအေးအေးဆေးဆေးစနစ်တကျလုပ်ပါအဲ့တော့အားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေကျေးဇူးများကြီးတင်ပါတယ်ရှင်